Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့မေမေရဲ့လက်ရာတွေဖြစ်တဲ့ငဖဲချင်းဆက်ဟင်းရည်နဲ့ချင်းပေါင်ရွက်ကြော်ကိုချက်ပြမှာဖြစ်ပါတယ်ငဖဲဟင်းရည်အတွက်အရင်ဆုံးငဖဲကိုစားကြက်သားမုံစနွန်းမုံဂျင်းမုံစီနဲ့ထည့်ပြီးနယ်ထားပေးပါမယ်ရှင်ငဖဲရည်ထဲထည့်ဖို့အကုန်လုံးကိုလီးပြီးတော့ပြင်ဆင်ပေးထားပါမယ်နော်ရေနွေးပပုတ်ဆူလာရင်လီးထားတဲ့ကြက်တွန်ဖြူကြက်တွန်နီဂျင်းစပလင်ရုပ်သီးစိမ်းတို့ကိုထည့်ပါမယ်ရှင်ပြီးရင်ကြက်သားမုံနဲ့စားကိုထည့်ပါမယ်ငဖဲလေးတွေကိုလုံးပြီးတော့ထည့်ပါမယ်ရှင်အရသာလေးနဲ့အောင်ငါးငံပြာရည်လေးထည့်ပေးပါမယ်ရှင်မြုပ်ကောင်းမုံလေးပါထည့်ပေးပါမယ်ပြီးရင်တော့ခရမ်းချင်ဒီလေးကိုထည့်ပါမယ်ချင်ဆက်အရသာလေးဖြစ်အောင်တံမြာဒီလေးကိုညှစ်ပေးပါမယ်ရှင်အရသာလေးအဆင်ပြေပြီဆိုရင်နံပြင်လေးကိုထည့်ပေးပါမယ်မေမေလက်ရငဖဲချင်းဆက်ဟင်းရည်လေးရပါပြီရှင်စီမပါတဲ့အတွက်ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်နော်ချင်းဆက်ရတာလေးဆိုတော့ထမင်းစားလည်းမြိန်ပါတယ်ရိုစီအကြိုက်ဆုံးဟင်းတစ်ခွက်လို့ပြောလို့ရပါတယ်ရှင်မေမေရဲ့လက်ရနောက်ဟင်းတစ်မျိုးကတော့ချင်းပေါင်ရွက်ကြော်ဖြစ်ပါတယ်ရှင်ကြက်တွန်ဖြူနဲ့ကြက်တွန်နီကိုအရင်ဆုံးထောင်းထားပေးပါမယ်စီကြက်ရင်စနွန်းမုံနဲ့ထောင်းထားတဲ့ကြက်တွန်ဖြူကြက်တွန်နီအနည်းလေးကိုအရင်ဆုံးထည့်ပေးပါမယ်ရှင်ပြီးရင်တော့စိမ်းစားငပိလေးကိုထည့်မယ်မြုပ်တီးအစိမ်းမုံလေးကိုလိုတလောက်ထည့်ပေးပါမယ်
ပစွန်ချောက်စားကြက်သားမုံကိုထည့်ပေးပါမယ်အနံ့လေးမွေးလာရင်တော့ချင်ပေါင်ရွက်လေးကိုထည့်ပေးပါမယ်မေမေအိမ်လက်ရချင်မောင်ရွက်ကြော်လေးရပါပြီရှင်